အိမ်မက်လူတယောက်လိုဝစားထားတဲ့လူတယောက်ဟာငွေကြီးတချို့ကိုကြွတ်ချလိုက်ပြီးဒါမင်းငယ်ငွေလားလို့ Alice ဆိုတဲ့မိန်းကလေးကိုမေးလိုက်တယ် Alice ကငွေကိုကောက်ယူပြီးစကားမပြောဘဲလမ်းလျှောက်ထွက်သွားခဲ့တယ်အနီးမှာရှိနေတဲ့တန်းကျွေသူသေးတယောက်ကဒါကိုကြည့်ပြီးစိတ်မကောက်ဖြစ်သွားတယ်ပြီးတော့Emmaရောက်လာတယ်အဲ့ဒီလူကလက်ပတ်နာရီတစ်လုံးကိုထပ်ပြီးကြွတ်ချလိုက်တယ်Emmaကကောက်ယူပြီးတစ်ချက်ကြည့်လိုက်ရုံနဲ့ Alice လိုပဲထွက်သွားခဲ့တယ်ဒီတစ်ခါလဲလူနှစ်ယောက်စလုံးစိတ်လော့သွားချတယ်နောက်ဆုံး Jack ဆိုတဲ့ကောင်လေးတယောက်ရောက်လာတယ်သူကအိမ်မက်လူကိုကိုယ့်လက်ထဲကဘာကာကိုပေးလိုက်တယ်အဲ့ဒီလူကပြုံးလိုက်ပြီးဖုန်းတစ်လုံးကိုကြွတ်ချလိုက်တယ်Jack ကကောက်ယူပြီးဒါမှကျွန်တော်ရမခေါ်ပါဘူးလို့ပြောပြီးပြန်ပေးလိုက်တယ်အဲ့ဒီအခါလူနှစ်ယောက်စလုံးကောင်းညစ်လိုက်ကြတယ်Jack ကစမ်းသပ်မှုကိုအောင်မြင်ခဲ့တာပဲအမှန်တကယ်တော့အိမ်မက်လူနဲ့တန်းကျွေသူသေးယူဟာကလေးတွေကိုစမ်းသပ်နေကြတာပါ Alice Emma နဲ့ Jack ၃ယောက်စလုံးဟာတန်းကျွေသူသေးရဲ့အမိတွေဖြစ်တယ်သူကကိုယ့်အမွေကိုဘသူကထိုက်တာလဲဆိုတာသိချင်ခဲ့တာပါမကြခင်သူ့အကူအညီပုဂ္ဂိုလ်ကသူတို့ကိုစုခေါ်လိုက်တယ်မင်းတို့အဖိုးကကွဲလွန်သွားပြီလို့ပြောလိုက်တယ် Jack တယောက်ထဲသာအမှန်တကယ်ဝန်နေနေခဲ့တယ်လူတိုင်းကိုဒေတာတစ်လုံးစီပေးလိုက်ကြတယ် Alice ရဲ့ဒေတာထဲမှာကဘာပုံလုံးတစ်လုံးရှိပြီးငွေအားလုံးသူ့မှရမယ်ဆိုတဲ့အထိပဲပါ Emma ရဲ့ဒေတာထဲမှာကစားစရာကနှစ်စီးရှိပြီးရန်ပိုင်ဆိုင်မှုအားလုံးကိုဆိုလိုတယ် Jack ရဲ့ဒေတာထဲမှာတော့ခွေးကျိုးတစ်ချောင်းသာရှိပြီးမိသားစုရဲ့ခွေးကိုသာဆိုလိုတယ် Emma ကငွေကိုတောင်းဆိုတယ် Alice ကလက်မလွတ်ဘူးလို့အငင်းတယ်သူတို့နှစ်ယောက်စကားများကြတယ် Jack ကတော့ဘာမှမပြောဘဲခွေးကျိုးကိုဂိုက်ထားပြီးအပြင်ဘက်မှာတေးသေးလေးရက်ကြည့်နေတယ်အဲ့ဒီချိန်မှာပဲအသက်ရှင်လက်ရှိနေတဲ့အဖိုးကအခန်းထဲဝင်လာတယ်သူကအရန်တော်တာထွက်နေခဲ့တယ်ဒါအလုံးဟာစမ်းသပ်မှုတစ်ခုပဲဖြစ်တယ်သူက Alice ကိုငွေကိုပြန်ပေးဖို့ပြောလိုက်တယ် Emma ကိုလည်းနာရီကိုပြန်ခိုင်းလိုက်တယ်ပြီးတော့ Jack ကိုကြည့်ပြီးပြောလိုက်တယ်သူရဲ့အမှန်ကန်မှုနဲ့ကျင်နာမှုကြောင့် Jack ကအရာအလုံးကိုအမွေဆက်ခံမဲ့သူဖြစ်လာတယ် Alice နဲ့ Emma တို့ကဒေါသတကြီးထွက်သွားကြပြီးမြင်နောက်ဆုံးမှာတော့ကောင်းမွန်စာနေထိုင်နိုင်ခဲ့တဲ့ Jack တယောက်ထဲသာအရာအလုံးကိုရရှိသွားခဲ့တာပါ